ဆုံးချိန်မှာစကားလေးနဲ့ထေထားပြောမဝအောင်ဖြစ်ရသည်မင်းမျက်နှာကြည့်ပြီးချွန်နေတဲ့ဘဝမှာအလုံးကိုမေးလိုက်ပြီးရင်မပြောဆုံးကြည့်တာရလိုက်မောပြီးမင်းလောက်တော့ချစ်ရသည်အင်းစင်လာပြီးဆုံးကြွေးခဲ့တာတွေကိုစဉ်းစားကပြုံးရသည်နှောက်ရှက်နေသူငယ်ဆွေလန်းနေမျက်နှာတဲမှာစိုးမို့ပြီးဒီလေသူကြောင့်တွေကတကယ်ကိုစားချင်ရပြီးမောင်ရဲ့အဲ့ဒါလောက်ကြောင့်ချစ်ရသည်အဲ့စိတ်နဲ့ချိန်နဲ့အိမ်မဲ့ထထီအောင်ရုံးလေးနဲ့လေလာကြသည်အိမ်ရတော့ဘာဘူးအချိန်ရင်းလို့လားရင်ခုန်နေနေမြန်လို့မီမမပြေဒီမှာပဲဆိုရင်ပြင်ပြီးတော့ကြုံတော့ခြင်းလို့လာသည်စိတ်ကြွေးခြင်းမောက်ပြုံးနှလုံးသားရဲ့အင်းစရာစိတ်လေးကမှအရှိသည်ပြုံးစရာစိတ်ကူးတွေမှာနေလေးတကယ်ယူသွားပြီးမောင်ရဲ့အဲ့ဒါလောက်တောင်ချစ်ရသည်ဆုံးတဲ့ချိန်လေးအိမ်နဲ့တထီအောင်ရုံးကလေးနဲ့လေလာကြသည်အိမ်မရတော့ပါဘူးချီဦးလေးလူလာရင်ကုန်တန်အောင်ငယ်ကုန်ပြီလူကိုဆုံးချိန်မှာစကားလေးတဲ့တီတာတော်မဝအောင်ဖြစ်ရသည်မင်းရဲ့နာချီပြီးရှောင်းနေတဲ့ဘဝမှာအလုံးကိုမေးလိုက်ပြီးရင်မပြောဆုံးမကြည့်တာရလိုက်မောပြီးမင်းရဲ့နှလုံးတော်ချစ်ရသည်ရင်မပြောဆုံးမကြည့်တာရလိုက်မောပြီးမောင်ရဲ့အဲ့ဒါလောက်တောင်ချစ်ရသည်ရင်မပြောဆုံးမကြည့်တာရလိုက်မောပြီးမင်းThank you. Thank you.